ကားမပြောနိုင်တဲ့ဒီကောင်လေးကမိန်းကလေးရဲ့ခေါင်းပေါ်ကိုလက်တင်လိုက်ပါတယ်။10နှစ်တန်တိုင်းစကားမပြောနိုင်ခဲ့တဲ့ကောင်လေးကရုတ်တရက်စကားတွေစပြောလိုက်တဲ့အတွက်ကြောင့်သူ့မိကမြင်သွားတဲ့ခါမှာတော့အရန်ကိုအံ့ဩသွားပြီးမျက်ရည်တောင်ကျလာခဲ့ပါတယ်။သူမရဲ့သားလေးစကားပြောနိုင်မှုအတွက်ဒီမိန်းကလေးကချက်ချင်းဆိုသလိုဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့သူမတစ်ခါမှမတွေးခဲ့ဘူးပါဘူး။ဒီကလေးမလေးကအစွန့်ပစ်ခံရတာကိုသိသွားတဲ့အခါမှာတော့အမျိုးသမီးကသူမကိုအိမ်ကိုခေါ်ပြီးမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကလူတို့မိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲပြီးတော့မယ်ဆိုတာကိုတော့သူမမသိခဲ့ပါဘူး။ကလေးမလေးအိမ်ထဲကိုရောက်တာနဲ့တပြိုင်နက်အိမ်ထဲမှာမကောင်းတဲ့အငွေ့သက်တွေပြင်းနေနေတာကိုသူမချက်ချင်းခံစားမိသွားပါတယ်။ဒီနောက်မှာတော့ကောင်မလေးကတိတ်ဆိတ်ပဲကားထားတစ်ခုကိုရွတ်ဖတ်လိုက်ပါတယ်။ဒီနေ့မှာတော့အမျိုးသမီးရဲ့ခင်မွန်းဖြစ်သူဟာစစ်တပ်မှရန်ပုံပြက်လောက်နေပါတယ်။သူဟာရန်သူတွေကိုတိုက်ထုတ်ဖို့အင်အားမလုံလောက်တဲ့အတွက်ပြစ်စီနေတဲ့အိမ်ဝကြီးထဲမှာရန်သူတွေကိုလိုက်လံရှာဖွေမှုအတွက်ပုံအောင်နေရပါတယ်။အဲ့ချိန်မှာပဲကောင်းကင်ရံကနေရွှေတုံးတွေပြုတ်ကျလာပါတော့တယ်။ရွှေတုံးတွေကိုတွေ့တဲ့စစ်သားတွေကဝမ်းသာသွားပြီးမဲ့အမျိုးသမီးကတော့စိုးရိမ်ပူပန်နေရပါတယ်။အဲ့ချိန်မှာပဲသူမတို့ရဲ့အိမ်ပေါ်ကစစ်ဗိုလ်ချုပ်ကြီးရဲ့အောင်ပွဲသတင်းကိုအပြေးလွှာလာပြောပါတယ်။အမျိုးသမီးဟာသူမရှိကကလေးကိုကြည့်ပြီးအယံဝမ်းသာသွားပါတယ်။အခုတော့သူမကောက်ယူမွေးစားခဲ့တဲ့ကလေးမလေးဟာကံကောင်းခြင်းနဲ့သမီးဆိုတာကိုသူမအပြေအဝနားလည်သွားခဲ့ပါပြီ။